ကုသိုလ်ကောင်းမှုလောရတာအားမရဘူးဆိုတဲ့နာရဘိန်တထေးကြီးကိုမြတ်စွာဘုရားကုသိုလ်တွေလှုပ်เสียရတဲ့အမတန်ပေါ်တဲ့အကြောင်းရှင်းပြ၅ပါးသီလတရဏဂုံနဲ့သီလဆောက်တည်တဲ့ကုသိုလ်ကောင်းမှုတွေပိုတန်ဖိုးကြီးတာတော့တခြားမဟုတ်ဘူးလက်လေးနှစ်ချောင်းနဲ့နန္တာလေးကိုကော်ယူပြီးနှာခေါင်းဝမှာတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးနော်စက္ကန့်ပိုင်းလေးဆိုပန်းလေးတစ်ပွင့်ခူးပြီးတော့ကိုယ်နှာခေါင်းဝမှာတိတ်ပြီးနမ်းရှူလိုက်တဲ့အချိန်ပိုင်းလေးဟာဘလောက်မှကြာတဲ့အချိန်ပိုင်းအဲ့တော့လေးပဲဖြစ်ပါစေဂန္ဓောဟနမတ္တံပိမေတ္တာစိတ်တံဘာဝေတိအများသရဝါတွေချမ်းသာကြပါစေလို့ချွင်းချက်မထားပဲနဲ့ကဘာပေါ်မှာရှိတဲ့ကိုယ်နဲ့မတည့်တဲ့လူရောကိုယ်နဲ့တည့်တဲ့လူရောအားလုံးရန်သူမိတ်ဆွေမခွဲခြားပဲအားလုံးမေတ္တာထားနိုင်တဲ့စိတ်သဘောထားအကျိုးစီးပွားကိုလိုလားတဲ့စိတ်တွေသဘောထားပွားများနိုင်ပြီဆိုလို့ရှိရင်တော့သူကပို့ပြီးတော့တန်ဖိုးကြီးမားပါတယ်လို့မြတ်စွာ